မင်္ဂလာပါရှင်နန်းနေကိုကင်းဘလော့မှကြိုဆိုပါရစေဒီနေ့မှာတော့နန်းနေကကျန်းရင်းကားသီးကြော်ပြမှာဖြစ်ပါတယ်အရင်နေ့ကတီတီမင်္ဂလာစီကဝယ်လာတဲ့ကျန်းရင်းကားသီးလေးတွေကိုနန်းနေကြော်ပြမယ်လို့ရှေ့ရဗီဒီယိုမှာပြောထားရပါတော့ဒါဆိုရင်ဒီနေ့ကြော်မှာဖြစ်ပါတယ်ကြော်ကြီးလေးကိုတော့နန်းနေကငယ်ငယ်တုန်းကအိမ်မှာနန်းနေအဖွားကြော်ပြတဲ့အတိုင်းပေါ့နော်အမြဲအဖွားအဲ့လိုမျိုးကြော်စားတယ်ကျန်းရင်းကားသီးကိုလုံးပြီးကြော်တာသူကလေစီတက်ပြီးကြော်တာမဟုတ်ဘူးအဲ့ဒီလေးကိုနန်းနေဒီမှာညှောက်ပြီးမှာဖြစ်ပါတယ်အခုဒီနေ့ကြော်မှာပေါ့နော်အဲ့လိုဆိုတော့နည်းနည်းဝယ်လာတာတော့6လုံးဝယ်လာတယ်ဒါပေမဲ့4လုံးပဲကြော်မယ်နော်ကျင်းကားဒီအစိတွေကိုထုတ်လိုက်မယ်ပေါ့နော်ဒီတော့နည်းနည်းပပလေးတွေထိလိုက်ပါမယ်ရှင်အားလုံးပြီးပြီဆိုရင်နည်းနည်းကျင်းကားတွေကိုစားနဲ့နေမယ်ပေါ့နော်စားနဲ့နေတာကကြတော့အဲ့အခါတက်လေးလျော့သွားအောင်ပေါ့နော်နေတာဖြစ်ပါတယ်ဆိုတော့နည်းနည်းစားနဲ့နေပြီးတော့ခဏလေးထားလိုက်မယ်ပေါ့နော်နည်းနည်းစားနဲ့နေပြီးရင်တော့10မိနစ်လောက်တော့ထားလိုက်တယ်ပေါ့နော်10မိနစ်လောက်ကြာတဲ့ခါကျရင်တော့သူကဒီလိုလေးဣသွားပြီပေါ့နော်နည်းနည်းလေးဣသွားတယ်အဲ့ဆိုရင်တော့နည်းနည်းရေဆေးလို့ရပြီရေဆေးမယ်ပေါ့နော်ရေကိုတော့နည်းနည်း3ချိန်ဆေးပါတယ်ဘာလို့လဲဆိုတော့စားနဲ့နေထားတာစားအောင်နည်းနည်းလေးမများလေးနေထားဖြစ်တဲ့အတွက်ငံနေပါဆိုလို့ပါနည်းနည်းတော့စကြော်လို့ရပြီပေါ့နော်နည်းနည်းအိုးထဲကိုအကုန်လုံးကိုထည့်လိုက်မယ်ပြီးလို့ရှိရင်တော့ကြက်သွန်ထောင်းထားတာလေကြက်သွန်အဖြူအနေထောင်းထားတာထည့်ပါတယ်ငရုတ်သီးထည့်တယ်အယောက်တွေမှုတ်ထည့်တယ်အကြမ်းပတ်ထည့်တယ်ပြီးတော့နည်းနည်းရတာမှုတ်ထည့်ပါတယ်ရှင်စနွင်းထည့်ပါတယ်ပစွန်ချောင်းမှုတ်ထည့်ပါတယ်ရှင်ပြီးတော့မြင်ငပိပေါ့နော်ဒါလေးကတော့မြင်ငပိပါမြင်ငပိထည့်ပါတယ်ပြီးရင်ငန်းပြရည်လည်းအနည်းငယ်ထည့်ပါတယ်ရှင်အားလုံးအကုန်လုံးရောထည့်လိုက်တာပေါ့နော်အိုးတွေကိုဒါဆိုရှင်ပြီးရင်နောက်ဆုံးမှာစီထည့်တယ်ပေါ့နော်အားလုံးပြီးရင်တော့နည်းနည်းအကုန်လုံးကိုရောနေလိုက်မှာဖြစ်ပါတယ်အားလုံးနေပြီးသွားပြီဆိုရင်တော့နည်းနည်းအဖုံးလေးအုပ်ပြီးတော့တည်ထားလိုက်ပါမယ်ပြီးရင်တော့မီးအေးလေးနဲ့ကြော်မယ်ပေါ့နော်အဖွားကြော်တဲ့အတိုင်း
ဖွားမီးအေးလေးနဲ့လှည့်ပြီးကြော်တာလိုမျိုးလေးအတိုင်းကြော်ပါမယ်လုံးဝရေမထည့်ပါဘူးဘာဖြစ်လို့လဲဆိုတော့ခုနနည်းနည်းဆေးတဲ့အခါမှာရေကိုစင်အောင်ညှစ်တယ်ဆိုပြီးမြဲဘယ်တော့ပဲညှစ်လေရေရဲ့ဓာတ်ကတော့နည်းနည်းတော့ကြံသေးတယ်သိလားအဲ့တော့အဲ့ဒီရေကထွက်လာမှာဆိုတော့ရေမထည့်တော့ဘူးနော်ထွက်လာတဲ့ရေလေးလည်းခန်းသွားအောင်စီလေးနဲ့စီပြန်လေးပေါ့နော်မီးလေးနဲ့လှည့်ပြီးကြော်တာဖြစ်ပါတယ်ဒီနည်းလေးရကြတော့လေတချို့စီးတက်လို့မရဘူးစီးတက်လို့ရှိရင်ခေါင်းကိုက်တယ်အညှော်နဲ့မခံနိုင်တော့ဘူးเนาะအဲ့လိုလူတွေအတွက်အဆင်ပြေတယ်ဒါကြောင့်ဒီနေ့နန်းနင်းဒီနည်းလေးကိုမျှဝေပေးတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့လေနန်းနင်းအဖွားကိုတတိယလို့ပါဒီလောက်ဆိုရင်တော့ရပြီပေါ့နော်6ကလေးကြော်ထားတဲ့အတွက်ကြာလေးအထားခံပါတယ်နန်းနင်းလိုပဲကြော်စားကြည့်ကြပါရှင်နန်းနင်းရဲ့ဗီဒီယိုလေးတွေကိုအမြဲတမ်းအချိန်ပေးပြီးကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နန်းနင်းရဲ့ရှေ့ရဗီဒီယိုတစ်ခုမှာနန်းနင်းကညီမလေးအားပေးနေတဲ့ညီမလေးတွေလို့ပြောလိုက်မိတာပေါ့နော်အဲ့ဒါနဲ့မောင်လေးတွေကစာလာပို့ထားပါတယ်အားပေးနေတာတဲ့မောင်လေးတွေလည်းပါပါတယ်ခမညာတဲ့ဟုတ်ကဲ့ပါမောင်လေးတွေရောညီမလေးတွေရောအကိုတွေအမတွေရောတဦးတယောက်ချင်းစီတိုင်းကိုတကယ်ကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်လည်းမုံလုံးလေးဟင်းချက်လေးမျိုးစုံကိုအပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်နန်းနင်းဝီ Facebook page နဲ့ YouTube channel ကို like and subscribe နဲ့ notification bell လေးကိုလည်းနှိပ်သွားဖို့မမေ့ပါနဲ့နော်နောက်လာမယ့်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်ရှင်